negative ရလို့သလို number 1 please don't make so much noise I'm trying to work အဲ့တော့သိမစုနဲ့ငါအလုပ်လုပ်နေတယ် let's go out now အဲ့တော့အပြင်ထွက်မယ်ဆိုတော့နောက်ကမိုးရွာအပြင်ထွက်ရင်ထွက်လို့ရပြီဆိုကြရတာမိုးကတိတ်သွားပြီဆိုတဲ့သဘောအဲကြောင့်ဒီတော့ negative တော့ပဲเนาะ it isn't raining 3 you can turn on the radio ပေးလို့ရပြီဆိုတော့နားမထောင်ချင်တော့ဘူးဒီနားမထောင်တော့ဘူးအဲ့တော့ဟိုလေအတူကော I'm not လို့သူကောရေးရပါလိမ့် I'm not အတူကောမရှိဘူး I နဲ့ M ကိုပဲအတူကောအတူချုံလို့ရတယ် M နဲ့ not ကိုအတူမချုံနော်ဘာလို့အတန်ထွက်လို့မရဘူးအဲ့ဒါကြီး I'm not listening to it okay 4 Kate phoned last night she's on holiday with friends နင်ညာ Kate ကဖုန်းဆက်ငယ်ရင်းနေတူအားလည်းခီထွက်နေတယ် so she have a great time and doesn't want to come back ဆိုတော့ပြောနေတယ်အိမ်ပြန်မလာခြင်းအိမ်တော့ပြန်မလာခြင်းလေနော်ဆိုတော့ positive နဲ့ရေးမလား negative နဲ့ရေးမလား positive နဲ့ရေးမယ်ဆိုတော့ she is having she's having okay she's okay now 5 Andrew started evening classes recently ဆိုတော့ခုမကြခင်ကပဲသူညနေအတန်းလေးစတက်နေပြီပေါ့နော်ညနေပိုင်းအလုပ်ပြန်တက်တဲ့အတန်း evening class နော် He learned Japanese ဂျပန်စကားသင်မလားမသင်ဘူးလား negative positive ဖြစ် He is learning Japanese okay He is learning Chinese Now 6 Paul and Sarah have had an argument ငါရစကားများ have an argument သုံးခုပြမှာတာ have an argument ဆိုလူနှစ်ယောက်ဆိုလဲရတယ်ဒါမှမဟုတ် I have an argument with my boyfriend ဒီသားနဲ့ရံဖြစ်တာနော်ဒါမျိုးလဲရတယ်ဒါမှမဟုတ်ဒီနှစ်ယောက်ညာဖြစ်တဲ့နှစ်ယောက်ကိုရှေ့ကရေးပြီးတော့Paul and Sarah have had an argument ဒါဆိုရင်တော့နောက်ကဘယ်သူနဲ့ဆိုတော့နော်နည်းမျိုးရတယ်ဆိုတော့ရံဖြစ်ထားတဲ့ဆိုတော့စကားမပြောဘူးဖြစ် They are not speaking to one another Number 7 The situation is already very bad အဲ့တော့အခြေအနေကတော့ဆိုတဲ့စကလေးကမှဆိုးနေတယ်ပေါ့နော်စကလေးကမှဆိုးနေတယ် and now အစကလေးကဆိုးနေတယ်အခုဆိုရင်မကောင်းဘူးပို့လို့တောင်ဆိုးလာတယ်ဆိုလိုက်နော်တိုင်းပြည်ကအစကလေးကမှမွဲနေတယ်အခုဆိုရင်တော့ကိုချွတ်ချုံကြတယ် It's getting worse. Worse. Bad, worse. Number 8. Tim worked today. ဒီနေ့အလုပ်လုံးမလုပ်စဉ်းစားမယ် He's taken the day off. ခွင့်ယူထားတယ်ဆိုတော့မလုပ်ဘူး Negative. Tim isn't working today. So I look for Sophie. Do you know where she is? ဘယ်မှာသူပဲရောက်နေလဲသိလားဆိုတော့ရှာနေလားမရှာဘူးလားရှာနေလို့မြည်လားဆိုတော့ positive ရေးမယ်နော် I'm looking for Sophie
Okay. Now number 10. The washing machine has been repaired. Repair ဆိုတာပြင်လိုက်ပြီပြက်နေတာပြင်ပြီးသွားပြီအဲ့တော့ပြင်ပြီးသွားပြီဆိုရင်ဒီဆက်က ကောင်း working now ဆိုအခုကောင်းပြီ လုပ် လုပ်ပြီဆိုတာကောင်းပြီလို့ It's a working now working now It is working now အဲ့ဒီဆက်ကအခုလျှော်လို့ရပြီပေါ့ကောင်းသွားပြီလို့ပြောတာနော်လုပ်နေပြီဆို Now 11 they built a new hospital it will be finished next year နောက်နှစ်ပြီးမယ်ဆိုတော့အခုဆောက်နေရင်တန်လန်ဆိုတော့ they are visited a new hospital building they are building okay and then 12 Ben is a student but he's not very happy okay he enjoyed his course positive or negative negative he's not enjoying his course his course 13 the weather changed look at those clouds ဆိုတော့ဒိန်တွေကိုသာကြည့်ပြီးတော့ရာသီဥတုက ပြောင်းလဲနေ ပြောင်းလဲနေပြီ The weather is changing changing and then 14 then Dan has been in the same job for a long time ဒီအလုပ်တစ်ခုထဲမှာပဲလုပ်နေတာကြာလာပြီHe started to get bored with it